မော့ဆိုလဲငမော့ပြီးတာပဲခုံမနက်ကိုနှခမ်းနီစိုးနေရလား မလေးဘာခုံပရက်ကိုနှဖမ်းနေဆိုမှာတော့ အဲ့တော့ငမော့အကြိုက်ဆုံးသရုပ်ဆောင်တယောက် ကျွန်တော်ကြိုက်တယ်လို့မ မ ပြောနဲ့ ပြောဘယ်မှမပြော ကျွန်တော်ကြိုက်တယ်လို့မ ဟဲ့ ပြောနဲ့ မပြော တဆုပ်စာထိုင်းနေ တာနေဟုတ်မယ် တဆုပ်စာရှိတယ်အကြိုက်ဆုံးသရုပ်ဆောင်တယောက် အချိန်ဆုံးသိဆောင်ကတော့ကျွန်တော်တက်မွန်မြင့် မဟုတ်ဘူးလေနေ ကျွန် ရော တော်ကြိုက်တာတက်မွန်မြင့်ကိုကြိုက်တယ် ဒုက္ခပါပဲ ကျွန်တော်ကြိုက်တာတက်မွန်မြင့်မယ်ကျွန်တော်ဘက်ကတော့ကျင်းသေးနေတယ်သူ့ဘက်ကတော့ဂတ်တိုင်ထားသလားတော့မသိဘူးတက်မွန်မြင့်မယ်ကြိုက်တယ်ကျွန်တော် အေးလို့လေးကိုကြိုက်နေသူကြိုက်နေသူပေါ့အဲ့တော့သူ့ကြော်ညာလေးတစ်ခုလောက်သရုပ်ဆောင်ပြပါ အမတန်ကြိုက်တာပါစာရူကြီးတက်မွန်မြင့် တိုက်မုံမြ ညာ င် ဟင်းနာညာဟင်းနာ ပါဆိုင်လို့တော့ အဲ့ဒါကြတယ်နောက်တယ်ဘာလဲမသိဘာလဲမသိ မဟုတ်ဘူးလေကြော်ညာလေ ဘာလဲမသိ မဟုတ်ဘူးမောင်လေးကြော်ညာ ဘာလဲမသိ မဟုတ်ဘူးကြော်ညာလို့ ဘာလဲမသိအဲ့ကြော်ညာကြိုက်တယ် ဟာဘာလဲမသိတာကိုကြော်ညာတာကိုကြိုက်တာ အဲ့ဘာမှမသိတာကိုကြိုက်တာ ဟောတတ်မုံမြရဲ့စာတူးကြီးရဲ့ ညာဟင်းနာ ရ ရဲ့ ဟင်းနာရဲ့ ဘာလဲမသိဘာလဲမသိအဲ့ဒါကိုကျွန်တော်ကြိုက်တာ သရုပ်ဆောင်သူရပါစေလို့မမဆူတောင်းပေးပါလေ မမလေခါနဲ့ဖားပင်ထိတ်တန်းနဲ့ကြားတဲ့နေဆိုတာဒီဘောလီနော်လင်ဘောတာလည်းမပြောပါနဲ့ဖင်လျှောတာကြည့်ကြပါတော့ဆိုအဲ့ဒါပေါ့ မောင်လေးကလေဘယ်လိုပြောမှမသိအဲ့တော့ဒီတခါအခုတရုပ်ဆောင်များကို writer ကြီးနဲ့ဒီဇလန်းအချင်းလေးကိုပြောမယ် writer ကြီးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါ ဘာ တယ် ကြိုက်လာမလဲ writer လာမယ် writer ကြီးကြွပါ ကျွန်တော်ရောက်နေပြီလို့ပြောပြပါနော် အဲထိုင်မတွန်းနေတိန်နေညီတိန်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  ဘာလဲမသိ သိတယ် ဘာလဲမသိ စာတူကြီး ဟာတာချွိုက် writer ကြွပါ ခရိုင်ကအားကိုရတယ်ကျိုးလာလားမသိ ဟ